မိတ်ထီလာမှာရှိတဲ့ဝင်စင်းဟိုတယ်ဖြစ်ပါတယ်ဝင်စင်းဟိုတယ်ရဲ့ facility နဲ့ခံတရမှုတွေပတ်ဝန်းကျင်တဘာဝလှတွေနောက်ရှေးဆန်တဲ့ပုံစံလေးတွေတွေ့ရမှာပေါ့နော်ဝင်စင်းမင်းရစာကြီးရဲ့ပုံမှာမြန်မာမှုကိုလည်းထိန်းသိမ်းထားတာတွေ့ရပါတယ် reception အဲ့ဒီမှာမြန်မာမှုတွေတွေ့ရမှာဖြစ်ပါတယ်ဝင်စင်းမင်းရစာလက်မှုပညာရေးလည်းပြတာအတူရနော်စပွဲလေးတော့မှတ်Lucky fish I think so ရှင်းနဲ့ကြာပုံစံထွန်းတာbreakfast အဆင်သင့်ဖြစ်ပြီလားကြည့်